နတ်သမီးတယောက်ကလူပြေကြီးစိတ်ညစ်လိုက်တာလို့နတ်သမီးကပြောတရားမင်းကမေးဟဲ့ဘာဖြစ်လို့စိတ်ညစ်တာလူပြေကြီးလိုက်စမ်းပါအခါကြီးရဲ့ကြီးဘုန်းကြီးเจ้าကြီးတစ်ချောင်းထဲမှာဥပုသ်စောင့်နေတာလူတွေအများကြီးပြည့်ညံ့တယ်လူတွေကောင်းတာလုံနေလို့စိတ်ညစ်တယ်လို့ပြောလာဟဲ့လူတွေကောင်းတာလုံတာနဲ့ညီကဘာစိတ်ညစ်စရာလို့တော့ဒီလောက်လူတွေကောင်းတာလုံနေဒီလူတွေသေလို့နတ်ပြည်ရောက်ရင်ကျမတို့နတ်ပြည်ကြက်ကုန်တော့မှာပေါ့နတ်ပြည်မှာနတ်ဥယျာဉ်တိုးတက်မှာကြောက်လို့တဲ့အဲ့လိုမမှတ်နဲ့တရားကအလုတ်ကောင်းနိုင်စိတ်ကောင်းတာမဟုတ်ဘူးလို့ပြောတယ်ဗျာဟုတ်လားအလုတ်ကောင်းနိုင်ဘာမှကောင်းဘူးလေမယုံရင်လိုက်ခဲ့ငါပြမယ်ဆိုပြီးတရားမင်းကြီးကလူပြေစင်းလူရောင်ဖန်စင်းအသက်80လောက်အဖိုးကြီးပုံစံပေါ့ကလေးမလေးကိုအသက်18 19လှလှပပအပြိုလေးပုံစံဖန်စင်းအဲ့ဒီဥပုသ်ဆောင်နေတဲ့ဥပုသ်တွေကြားလျှောက်သွားကြကလေးမလေးကအဖိုးကြီးလက်တွဲပေါ့ဥပုသ်တွေကလည်းနေ့လည်2 နာရီလောက်ဟိုနာဇေယျထဲတက်ဖွဲ့ဒီနာဇေယျထဲတက်ဖွဲ့ဟိုနာကတစ်ပင်အောက်10ရောက်ဒီနာကတစ်ပင်အောက်က9ရောက်အဖွဲလိုက်လက်ထက်ကပတိတွေနဲ့မလားလက်ထက်ကသာပတိပါဇက်ကပြောချင်ပြောနေကြတာလေအဲ့ဒီဖွဲ့တွေကြားလျှောက်သွားတော့ကလေးမလေးကစုံစမ်းတော့အဖွားတို့ဥပုသ်ဆောင်တာလားဟုတ်တယ်ငါမြည်ရဲ့ညီအဖိုးမရောက်ဘူးလို့လိုက်ပို့တာလားအဖိုးမဟုတ်ဘူးအဖိုးမဟုတ်တော့အဖေလားဟဲ့အဖေလည်းမဟုတ်ဘူးဟင်းအဖိုးလည်းမဟုတ်အဖေလည်းမဟုတ်ဘာဖြစ်လို့လက်တွဲလာတာတော့ကျမအမျိုးသားမို့ဟုတ်တော့ဒါကြီးကညီမျိုးသားဟုတ်တယ်အဲ့မှာပတိစိတ်ကြတဲ့တစ်ဖွဲ့လုံးဒုက္ခကိုဒုက္ခမဟုတ်သူများဒုက္ခကြီးစိတ်နေကြတာလေနောက်တနေ့ကသွားပြန်ပြီဟိုကလည်းမေးတယ်သူကလည်းဖြေတယ်အရင်တိုင်းဟင်ဒါကြီးကညီမျိုးသားဟုတ်တယ်အသက်ဘယ်လောက်ရှိပြီတော့80ညီကဘယ်လောက်18နှစ်မကြခင်မုတ်ဆိုးမဖြစ်မယ်မကြခင်မုတ်ဆိုးမဖြစ်မယ်ကို့အတွက်မဟုတ်သူများအတွက်ကြီးစိတ်ပေးတာပတိကလေနောက်တနေ့ကတော့တွေ့ပြန်ပြီဟိုကလည်းမေးပေါ့ဒါကြီးကဘာကြီးကျမမျိုးသားပါဆိုမှအသက်ကဘယ်လောက်တဲ့80ညီက18ဒေဂန်နီကရိတ်ခါယူတယ်ဒေဂန်နီကရိတ်ခါယူတယ်တခွက်စိတ်ပြန်ပြီတဲ့နေရာရောက်တော့နေအိုကြီးမျက်နှူကြိုက်တယ်နေအိုကြီးမျက်နှူကြိုက်တယ်တကြောင်လို့စိတ်လိုက်တာနေစာဒုက္ခနတ္တတယောက်မှမရှိဘူးပတိကလေကျောင်းဝင်းထဲကပြန်ထွက်ခံပြီးတော့မုတ်ဦးကြီးပေါက်ရမှာတစ်ပင်အရိပ်အောင်ရေအိုးစင်အဲ့ဒီရေအိုးစင်လေးမိပြီးတော့ဖွားတယောက်ကပတိစိတ်အဲ့နာရောက်သွားပြန်ဖွားဥပုသ်ဆောင်တာလားဟုတ်တယ်ငါမြည်ရဲ့ဒီရေအိုးစင်သမီးတို့ရေတောက်ချင်လို့တောက်လို့ရမလီတော့အများတောက်အောင်တည်ထားတဲ့ရေအိုးစင်ဟဲ့တောက်ရတာပေါ့နေသမအောင်ကွယ်ဆိုဖွားပတိလေးမှတ်ပြီးငါခတ်တိုက်ဖွားကလည်းသမီးကအငယ်တိုက်ရင်တိုက်သမီးကအဖွားတိုက်ရမဟုတ်ဘူးဟဲ့ငါကသီလကုသိုလ်ရပြီဒါနကုသိုလ်လေးလည်းလိုချင်လို့ကွယ်တက်ခွင့်ပြုပါနော်ဟုတ်ကဲ့ပါဖွားဆိုအဖွားခတ်တိုက်ကလေးမလေးတောက်ပြီးတော့တခါဒါညီနဲ့ပါတော့ကျမမျိုးသားသူ့လည်းရေတိုက်ခွင့်လေးပြုပါနော်ဖွားကြီးကတိုက်ခွင့်တောင်းတိုက်ပါအဖွားရဲ့ဖွားကြီးအဖိုးကြီးရေခတ်တိုက်အဖိုးကြီးလည်းတောက်ပြီးတော့ဖွားကြီးကပြောတယ်ညီတော်တော်ကံကောင်းဘာဖြစ်လို့တော့ဒါညီအမျိုးသားဆိုအဖွားလည်းတကြောင်လုံးကမကောင်းဘူးပြောတာအဖွားတယောက်တည်းလာကောင်းဘလို့တော့ဟုတ်တော့ငါမြည်ရလဲညီဒီလိုအရွယ်နဲ့အိမ်အောင်ကြတော့အဖိုးတယောက်လိုစောင့်ရှောက်လို့လဲရအဖေတယောက်လိုပြုစုလို့လဲရညီကလေယောက်ျားရရတယ်မဟုတ်ဘူးကူးသူတွေပါရတာလို့ပြောတာလေဗျာအဲ့မှာတရားမင်းကြီးကမြင်လာတကြောင်လုံးမှာသူတယောက်နတ်ပြည်ရောက်မှလို့ပြောတာတဲ့လေဘာပြောတာလဲမင်းလူတစ်ဖက်သားရဲ့ကောင်းကွက်ကိုရှာတာဟုတ်ပြီလားခဏခေတ်ကလူတစ်ဖက်သားရဲ့ဆိုးကွက်ကိုရှာကြတာကောင်းကွက်ကိုရှာတာကိုမနာပဘာဝဒသနလို့ဒီလိုခေါ်တယ်ကောင်းကွက်ရှာရင်မေတ္တာဖြစ်တာကောင်းကွက်ရှာရင်ဘာဖြစ်တယ်မကောင်းကွက်ရှာရင်မေတ္တာရဲ့စန့်ကျင်ပဲဒေါသဖြစ်တာဒေါသနဲ့သိငရဲပြေလေးတရားကအဲ့ဒါရည်ရွယ်ပြီးပြောတာဟုတ်ပြီလားအဲ့တော့အလုတ်ကောင်းပေမဲ့စိတ်ကောင်းတာမဟုတ်ဘူးတဲ့တရားပြောတဲ့စကားလေးပါအဲ့ကြောင့်ထိန်းရခက်တာကပြိတယ်ဘာလေးဗျာစိတ်ပဲတဲ့ကောင်းတာလုပ်ပေမဲ့အစိတ်ကကောင်းခြင်းမှကောင်းတာအလုတ်ကောင်းပေမဲ့စိတ်မကောင်းတာဒီစိတ်အဲ့ကြောင့်မို့ထိန်းရခက်တာတခုတည်းထိန်းပါဆိုရှင်ဘုရားတို့စိတ်ပဲထိန်းပါတပည့်တော်စိတ်ပဲထိန်းပါတယ်ပြောတာတဲ့ဟုတ်ပြီလား